ဆက်ကြပါအခုဒီသမီးဘက်ကဒီချင်းပေါ့နော်သူတို့လည်းဒီမှာလာတော့လေးစုစကားလည်းနားမလဲဘူးအဲ့ဝလေးစုငါကမဆူအဲ့ဒါမမီကျော်ဆုံးကနေလေးစုငါဒီလေလိုမင်းကကြလို့ဖိုးဘာလာကွာချီလေးစုမအဲ့တော့ဗမာတို့လေးစုလို့ပြောတာသူကဗမာလူဘာသာပြန်တဲ့လူတော်မှခါတဲ့ဟိုအာကြီးနဲ့ကြံရိတ်ခဲ့တာအဲ့တော့ဘယ်သူလဲလို့ဟာလေးစုတယောက်ကမျက်နှာဖြူဖြစ်သွားတာဆိုပြီးတော့အဲ့လိုစဉ်းစားဖို့ရအဘလေးစုတယောက်မှဟိုဖို့ပါချူဘယ်လေးတဲ့တို့ကြတော့လည်းဝေကြလာဟိုလေးနေအဲ့ဝတဲ့တေးလာစစ်စစ်နေရှိရှင်သူတို့ကိုနည်းနည်းဒီပြောပြဖို့တော့ကျွန်တော်ရဲ့ missionary ဒီ music ထဲမှာတတိယ music third generation of our missionaries you were here today 2 persons are gathering here I saw it and I didn't hear it and then they thought mama nhớ tiếng này sayo 3 persons mama cái tí tôiรู้ว่าเนาะကျေးဇူးတင်တယ်3ယောက်ရှိတယ်တဲ့ကျွန်တော်ရဲ့သူတို့ကတတိယမျိုးဆက်ပေါ့နော်အဲ့တော့ဖြစ်ပါတယ်လို့ကြည်သာဘယ်လောက်ထိချစ်တယ်လဲဆိုတာဒါသူတို့တတိယမျိုးဆက်တော်မှကျွန်တော်ရဲ့စကားကိုရောက်အောင်နော်သူတို့ဒီလိုပြောနိုင်တယ်ဆိုတဲ့ကျွန်တော်ဒီစုစကားပြောတာတဲ့သူကပို့ပြရတယ်ကျွန်တော်ရန်ကုန်မှာနေတာ you are Lisu is better than my Lisu because I live in the Yangon 53 years now I've been in the Yangon so all the time I'm speaking in Myanmar only so you are very good so အဲ့ဒါကြောင့်နော်အဲ့ဒါပါလို့သူအဖိုးကတော့ Russell Moss သူရဲ့အဖေကတော့ Eugene Moss လို့ခေါ်ပါတယ်ကျွန်တော်တော့ယောရှုလို့ခေါ်ပါတယ်ကျွန်တော်လည်းယောရှုသူလည်းယောရှုနော်အဲ့တော့ဒီမှာစားခဲ့တာမြန်မာပြည်မှာ1966ခုနှစ်နေလို့မရလို့ပူတာဝမှာနော်ပြေးနဲ့ဒီမှာရန်ကုန်ဒီမှာအခြေချပြီးတော့မြန်မာပြည်ကလာတဲ့မြန်မာပြည်ကဒီစုဒီကိုလည်းသူတို့ခေါ်တင်သားနေပေးပြန်တော့ဗမာပြည်ကိုပြန်ဒီလိုသာသနာလုပ်ငန်းကိုလှုပ်ဆောင်ခဲ့တာအခုဒီဖះเจ้าလည်းဟိုဘက်အိမ်ကတော့သူ့အဖေရဲ့အိမ်ဖြစ်ပါတယ်လို့ကျွန်တော်အဲ့မှာတေးတယ်နေဖះเจ้าလည်းသူတို့လုပ်ခဲ့တာနှစ်ပေါင်း90ကျော်မှာပေါ့နော်အဲ့တော့နာဒါသူတို့သာသနာအလုပ်ကိုတအားဆက်ကပ်ပြီးတော့လုပ်ခဲ့တဲ့ဒီသားတွေအခုသူအဖေကတော့အကြီးဆုံးပဲ Eugene Moss နောက် Robert Moss တယောက်ရှိသေးတယ်နောက်တစ်ခါLevon Moss နောက်တော့သူအတော်ဒီအဲ့ဒါတည်းကျွန်တော်လည်းမသိဘူး Ruth နော်ဟုတ်တယ်Ruth Mata ဟုတ်တယ်ကျအဲ့လိုပဲရှိတယ်ဆိုတဲ့ဟာကိုနော်အဲ့ဒါသူတို့အဲ့ဒီတီအောင်ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်လို့အချိန်ရတဲ့တော့မရှိဖြစ်တဲ့အတွက်ယနေ့သားနဲ့ကျွန်တော်ကတော့ဒီဘက်လက်ခိုင်းဖို့ကလည်းသူတို့ကိုကြောပေးပြီးလောက်ရတော့ပြိတ္တကိုကျွန်တော်ဒီလိုပဲနော်ဒါမေးပြောနော်မင်္ဂလာဆောင်ပေးမှဖြစ်ပါတယ်လို့လိုမြင်ငေါ်ဒီထူတဲ့ဂျမကကမကြောခေတ္တနေအခုတင်တော့ဦးဟာဘုရားသခင်ရဲ့အလိုတော်နဲ့အညီလက်ထပ်ထိမ်းများဖို့ရာလူကြီးရဲ့ရှေ့မှာဘုရားသခင်ရဲ့ရှေ့မှာတင်တို့ပြုခြင်းဖြစ်တယ်လို့ဟုတ်ပါတယ်ညောင်စလုံးကပြုပါတယ်တဲ့အဲဒါကြောင့်တင်တို့ပြုတဲ့အတိုင်းတမန်ကျမ်းစာအရကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအရာတော့တလင်တမယာစနစ်ကျမ်းစာထဲမှာပေါ်ပြထားတာအာဒံကိုလည်းတယောက်တည်းဧဝကိုလည်းတယောက်တည်းပါစင်းရင်းနဲ့အေဒင်ဥယျာဉ်ထဲမှာဘုရားသခင်ကပြုထားတဲ့အတိုင်းတင်တို့နှစ်ဦးကလည်းဒီဘုရားပြုတော်မူတဲ့အရာကိုလက်ခံပြီးတော့ထိမ်းများလိုခြင်းဖြစ်သလားဟုတ်ပါတယ်သူတို့နှစ်ဦးကနော်
အဲ့တော့နော်ဒါကျမ်းစာကိုနားလေပြီးတော့ထိမ်များခြင်းအမှုကိုပြုတာတော့အင်မတန်မှကောင်းတဲ့အရာပါအဲ့တော့နော်ဘုရားသခင်ကအာဒံကိုကြီးစွာအိပ်ပျော်စေပြီးတော့သူ့ရဲ့နာယိုးတစ်ချောင်းကိုယူပြီးတော့မိန်းမကိုဖန်ဆင်းပြီးတော့သူ့စီကိုအာဒံကိုကလာပေးတဲ့အခါမှာဒီမှာတမန်ကျမ်းစာတဲ့ကဘာဦးကျမ်းအခန်းကြီး1အငယ်20-24ထဲမှာတမန်ကျမ်းစာကိုဖတ်ရင်းနဲ့ထိမ်များခြင်းကိုကျွန်တော်အနေနဲ့ပြုဖို့ဖြစ်ပါတယ်လို့သာဝရဘုရားသခင်ဒီလူထဲကထုတ်သောနာယိုးဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းလူဆိုတာအာဒံပြောတာလူကလည်းယခုဤသူဒီငါအယိုးထဲကအယိုးငါအသားထဲကအသားဖြစ်၏လူထဲကထုတ်သောကြောင့်သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟုအာဒံဆိုလေ၏ဆိုပြီးဖော်ပြထားတာအခုတူသားမင်းကလည်းအာဒံလိုသူ့ကိုကြည့်ပြီးတော့နော်ဒါပြောပါအာဒံကသူအေဝါကိုခေါ်လာတဲ့အခါမှာတင်ဟာငါယိုးထဲကငါယိုးငါသားထဲကငါသားဖြစ်၏လို့ပြောလို့မင်းလည်းအဲ့ဒီစကားကိုသူ့ကိုကြည့်ပြီးပြောပါလို့မင်းရဲ့စိတ်ထဲမှာအာဒံလိုသဘောထားနော်ကဲမင်းဟာသူ့ကြည့်ဆူစနီနာမည်ကိုပြောနေပြောမဆူစနီဆူစနီတင်ဟာငါယုထဲကတင်ဟာငါယုထဲကငါယုငါသားထဲကငါသားဖြစ်၏နော်so when Adam God brought Eve then Adam was so happy he said you are my bones my flesh so he is saying like this toပြောတဲ့ဟာငါကလေးဒီဘေကမ်ဆိုဒါအမနီအခုခရစ်တော်ယေရှုကလည်းအခုဒီဘက်ကိုပြန်တဲ့ဟုတ်ပဲခရစ်တော်ယေရှုကလည်းဒါကိုထောက်ခံတယ်နော်သူသာသနာစပြုတဲ့အခါမှာဒီမင်္ဂလာဆောင်ပွဲကစပြီးတော့သူသာသနာလုပ်ငန်းကိုလုပ်တဲ့အခါမှာဒါတော့ခရစ်တော်ဘုရားကကဘာဦးမှာဘုရားသခင်ကဒီဆောင်နှင်းခြင်းအမှုကိုပြုခဲ့တဲ့အရာကိုသူထောက်ခံတဲ့အနေနဲ့သူမင်္ဂလာဆောင်ပွဲမှာသူလုပ်ခဲ့တယ်အဲ့တော့အဲ့မှာရေကနေပြီးတော့စပိရေဖြစ်စီပြီးတော့ဖန်တီးတဲ့အရာနော်ဒါကသူထောက်ခံတဲ့အရာဖြစ်ပါတယ်အဲ့တော့ခုနကစကားကိုပဲသခင်ယေရှုကိုယ်တိုင်ကရှင်မဿဲအခန်းကြီး19:4-8ထဲမှာခရစ်တော်ကအစဦးနဲ့ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနဲ့မိန်းမနှစ်ယောက်ဒီကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိန်းမကိုစွန့်၍ကိုခင်ဘုန်းနဲ့မြည်ဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တသားတကိုယ်သည်ဖြစ်ရမည်ခရစ်တော်ယေရှုကဟိုးလူအာဒံပြောတဲ့စကားကိုသူထပ်ပြောဆိုထားတာအဲကြောင့်နော်ဘလောက်ထိလေးနဲ့လဲဆိုတာအဲ့ဒါတီးဖို့ပဲနော်ဒါထို့ကြောင့်သူထဆူထားတာထို့ကြောင့်လင်မယားတို့သည်နှုတ်မဟုတ်တူဒီဖြစ်အဆုံးမပန်ဘဲပါနေပြီနော်လင်မယားဆိုတာနေအောင်မဟုတ်တူဒီဖြစ်ဘုရားသခင်ဖက်ဆ၍သဘောတင်တော်မူသောအရာကိုလူမခွဲမခွာစေနဲ့တဲ့လာဆိုဖို့တခါမှဒါယောဝစာဒီဆွေဟာဆိုညိုတဲ့ကဘာဦးမှာလူအာဒံကတော့ဒီစကားကိုမပြောခဲ့ဘူးဘာလို့လဲဆိုရင်သူတို့လင်မယားနှစ်ယောက်ပဲရှိတာပေါ့ဒါပေမဲ့အခုကြတော့မရတော့ဘူးလေအများကြီးဖြစ်လာတဲ့အခါမှာဒီစကားမပြောလို့မရတော့ဘူးမပဲမဒါကယေရှုဂျေဆုနဲ့ညတုကိုမဆအလာစာတုကိုလီတုကိုငါကိုနဲ့ယေရှုဂျေဆုမင်းနဲ့ကိုလာတာအော်ဒါကသူမြင်ဝမြင်လာတာကသူကမှခက်ခါအခုအလင်ကနိရှိဆိုကဒူလာမဝင်းယေရှုဂျေဆုလေတကွပဲတော့ရဲ့ခရစ်တော်ယေရှုကဒီမှာထလောင်းပြောပေါ်ပြတာလူများလာတဲ့အခါမှာတော့ဒီပိုလီဂီမီလူမိမဒီယောက်ျားမိမအများကြီးယူတဲ့ဟာဒီဖြစ်လာတဲ့အခါမှာဒီမှာထလောင်းပြတယောက်သေးပဲတဲ့ထီယောဒီငါပဲနော်
ဒီစုလိုပဲကလည်းခေါ်ရောကုန်ပြီနော်တယောက်သေးပဲဆိုတဲ့ဒီမှာအဲ့တော့ခေတ္တယေရှုကနော်ဒီလိုဆိုထားတာအဲ့ဒါကိုနားလည်ဖို့အခုဒါဒီတင်တို့နားလည်ပြီဆိုတော့ကဲခုတင်တို့နေရောက်ကဒီတချို့တင်းအုပ်စီယာတွေကလိုက်ဆိုခိုင်းတယ်ကျွန်တော်ကတော့လိုက်မဆိုခိုင်းပါဘူးသူတို့နှစ်ဦးတယောက်နဲ့တယောက်ပြောတဲ့စကားကိုပဲငါတို့တို့ပြောတဲ့ဘယ်နဲ့မပါနေကန်စကဂါစနေဘဆာအိုလငနာနေဂိုမတဲ့နီမရှာချစ်ချေနီမကကြရှတ်ချွေမအိုလနေစသူတဲကပြောတဲ့စကားပဲဒီစနေတော့တမအီမီမဘေအော်တမနုမီမဘေအီမီမဘေစနေငယ်သူကြည့်ပြောတဲ့စကားနော်သူကျွန်တော်မောင်းဒီမှာနုမီကျွန်တော်မောင်ဒေးဗစ်ဂျော်ဖန်ဒီငါဆွဆန်နီဘွေကျင်တင်းကိုကျွန်ုပ်ဤလက်ထက်ဇနီးအဖြစ်လက်ထက်ပြေးလင်ဒီနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေထာဝရဘုရား၏အလိုတော်နှင့်အညီလက်ထက်ထိမ်းများပြီးမှစ၍တစ်သက်လုံးကျင့်ဖို့ဖြစ်ပေါင်းဖော်တွားမိဟုဘုရားခင်ရှိဤပရိသတ်များရှိမောက်၌ဂတိပြုပါ၏ယောက်ျားတော့ဂတိပြုပြီးအခုတို့သမီးကလည်းသတ်တူထမြကျမဆုဆန်နေပေါ်ကျင်တရားဒီမောင်ဒေးဗစ်ကျော်ဖန်ကိုကျမဤခင်ပွန်းအဖြစ်လက်ထပ်ပြီးနောက်ယနေ့မှစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာမကျမ်းသည်ဖြစ်စေထာဝရဘုရား၏အလိုတော်နှင့်အညီလက်ထပ်ထိမ်းများပြီးမှစ၍တသက်လုံးကျင့်ဖို့အဖြစ်ပေါင်းဖော်ပါမည်ဟုဖျားရှိဖျားရှိဤပရိသတ်များ၏ရှေးမော်တွင်သင်အားကတိပေးပါ၏ဟုတ်ရှိဟုတ်တယ်အခုတင်တို့နှစ်ဦးဟာဂတိတစ္ဆာဒီပြုပြီးပါပြီတင်တို့ဂတိတစ္ဆာအတွက်တက်တေပစ္စည်းအထောက်ထားပေးဖို့ရရှိသလားရှိပါတယ်ခင်ဗျာရှိလို့ရှိရင်အခုအဲ့ဒီပစ္စည်းကိုယူလာတို့လက်ရှုအမလက်ရှုကူတော့ကဲအခုနိုနေခတဲ့နေတာဆိုတော့အခုသူတို့တက်တေစကားဆိုတာပြောပြီးပျောက်သွားတယ်ဘယ်คือဘယ်တော့မှထွေတော့တော့မွေရရှိအော်လည်းငါမီဆူလီဒူတယ်လူတရှိကွာမညတမညအထင်ကမင်းမမှုတို့ပြောကြည့်မှုတို့ပြောကျွန်တော်တို့ကဒီစကားဆိုတာဂတိဆိုတာခဏလေးပျောက်ပြောပြီးပျောက်တယ်အဲ့ဒီဂတိစကားကိုအတီးဖြစ်စီဖို့ရနော်ဒါလက်ဆောင်ရွှေဆိုတာတော့ဘယ်တော့မှတန်ကြီးမတက်တဲ့အရာဖြစ်ပါတယ်အဲကြောင့်ဒီအရာကိုအခုတို့သားကတို့သမီးကိုနော်စုပ်ပေးဖို့ရန်ဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့လည်းလက်ခုပ်တီးပြီးကြိုဆိုကြရအောင်အကြပြီအကြဟာကိုင်းတာတူကိုင်းတာမိုးလီဟိုဘက်လည်းဟိုဘက်အဲ့လိုဘောကမင်းလက်ထတော့မဟုတ်သေးဘူးလေကဲသမီးသားဆိုတင်းကျမပေါ်မှာတင်းနာမည်ပြောရင်လည်းရတယ်တူကဲနေနာမည်နဲ့ပြောဒေးဗစ်ကျော်ဖန်ကျမပေါ်မှာတသက်လုံးသင်ဤဇနီးအဖြစ်ချစ်တော်ပါမည်ဟုပြောခဲ့သောဂရိညာတီစေယံချိန်မှအဖြစ်ပေးသောဤရွှေလက်စွပ်ကိုဝမ်းသာစွာလက်ခံပါသည့်အကြောင်းကျမသည်ဖျားရှိဤပရိသတ်များရှိမှပြောကြအံပါ၏ဘယ်တော့မှတည်းယေနေသူရဲ့ဂတိစကားဒီကိုတဲ့နော်အမြဲ
ထိန်အဝါဘောသူဒီပစ္စည်းအားဖြင့်လက်ခံရင်းနဲ့ကြိုဆိုတယ်ဆိုတဲ့ဟာကိုကဲအမလက်ဖြုတ်လို့ရကဲခုတော့အခုတို့တမီးရတဲ့တို့သားကိုပေးဖို့ရန်ဖြစ်ပါတယ်လို့လဲတမီးဟောအဲ့ဒါခဏဒီဟိုမချက်တာတမန်တော်ကြီးဒီချာမချက်တယ်ခုချိန်မှာဒီတို့သမီးရတဲ့သူပြောခဲ့တဲ့ဂတိစကားများကိုအမြဲထိမ့်သိမ့်နိုင်ဖို့တတိယစီဖို့ရဒီလက်စုပ်ကိုခုတို့သားကိုစုပ်ပေးဖို့ရဖြစ်ပါတယ်လို့အဲ့ချိန်မှာလဲလက်ခုပ်ဩဝါဒလက်ခုပ်တီးနဲ့ဩဝါဒပေးကြရအောင်အဲ့ဒါသမီးအဲ့လိုပဲကြိုင်တာအဲ့လိုပဲကြိုင်တာခုနကခုနကမာတော့တယ်ကြောင်းပြန်တယ်ကဲကျွန်တော်ဟောပေါ့ကဲဒါပေမဲ့သူလိုက်ဆိုတူဆူဆန်နီဘူကျင်းတင်းဒီကျွန်တော်ပေါ်တသက်လုံးချစ်တော်ပါမည်ဟုဂတိစကားများတည်စေရန်အထိမ့်မှန်အားဖြစ်ပြီးတော့ဤရွှေလက်စုပ်ကိုဝန္တာစွာလက်ခံသည့်အကြောင်းကျွန်တော်ဒီဖျားရှိဤပရိသတ်များရှိ၌ပြောကြားအပ်ပါ၏တင်တော့ဦးဟာဖြုတ်တော့အဲ့လိုဟာတဲ့တမ်းမလည်းအခုလက်ထမနေလက်ထမဲအင်းမနေကိုလောက်ပါတင်တော့ဦးဟာတရားနဲ့တရားတဲ့လုံးဒီလင်များအဖြစ်ဖြင့်ပေါင်းတင်ပြဒါလောကမှာအိမ်ထောင်နေနဲ့အစ်အနေနဲ့တီးပြဒီနေဖို့ရန်ဆုံးဖြတ်ထားသည့်အတိုင်းတင်တော့လည်းဂတိတစ္ဆာဒီပြုခဲ့သည့်အတိုင်းငါဒီအတင်းတော်ရဲ့ဒီအမိတ်ရခွင့်ပြုချက်အရာတင်တော့ဦးကိုဤပရိသတ်များရဲ့ရှိဘုရားသခင်ရဲ့ရှိတော်မှာလက်ထပ်ထိမ်းမြန်းခြင်းကိုအခုပြုပါ၏ဆိုတော့သာရမြတ်စွာဘုရားယခုဒီသားနဲ့သမီးတို့ဒီတယောက်နဲ့တယောက်လောကမှာအကျဉ်လင်မယားအဖြစ်ဖြင့်ပေါင်းတင်ပြီးအိမ်ထောင်တဲ့အနေနဲ့တည်ရှိဖို့ရနေထိုင်ဖို့ရသူတို့ဆုံးဖြတ်သည့်အတိုင်းတယောက်နဲ့တယောက်တက်လုံးချစ်သွားပါမည်ဒုက္ခရောက်သည့်အခါမှာပဲဖြစ်ဖြစ်တာယာသည့်အခါမှာပဲဖြစ်ဖြစ်သူတို့အကျဉ်လင်မယားအနေနဲ့လက်တွဲမဖြုတ်ဘဲနဲ့နေသွားမယ်ဆိုတဲ့ဂတိတစ္ဆာများဒီပရိသတ်များရဲ့ရှေ့မှာတော်၎င်းကိုလိုရှင်ဖျားရဲ့ရှေ့တော်မောက်မှာတော်၎င်းပြုခဲ့ဒီအရာပေါ်မှာကျွန်ုပ်ဒီလဲခရစ်တော်ဖျားရဲ့အမိန့်တော်နဲ့အလျောက်ဤလက်ထထိမ်းမြန်းခြင်းကိုကိုလိုရှင်ဖျားရဲ့ရှေ့မှာတော်၎င်းပရိသတ်များရဲ့ရှေ့မှာတော်၎င်းယခုအချိန်မှာပြုသည့်အရာကိုကိုလိုရှင်ဖျားလဲကောင်းကြီးပေးတော်မှာမိကြောင်းခရစ်တော်ဖျားရဲ့နာမတော်အားဖြင့်ထိမ်းမြန်းခြင်းကိုပြုပါ၏ထာဝရဘုရားအာမင်